အားလုံးပဲမြင်ရပါမယ်ကျွန်တော်ကြားရှိနေတဲ့နေရာကတော့ကျွန်တော်ချင်းချောင်းဟန်တို့အာဆန်မြို့ရောင်းရှင်စုမှာရှိတဲ့စော်ဝမ်စာဆိုတဲ့ဘုရားဘာသာဘုရားကြီးကျောင်းဖြစ်ပါတယ်နေရာလေးကတော့အရန်တိတ်ဆိတ်တင်းချမ်းနဲ့ဘုန်းတော်ကြီးကျောင်းပဲဖြစ်ပါတယ်ကျွန်တော်ဘုရားကျောင်းကအတွင်းဘက်ကိုကြာတာဖြစ်တဲ့တော့ကိုလာရောက်ထုံးမြတ်သူအများကြီးတော့ရှိတာကိုမသိခဲ့ပါဘူးဗုဒ္ဓရဲ့ပွားတော်တွေတော်တော်များများဆင်းရဲနေကြတယ်ဖူးတော်အမှားပဲဖြစ်ပါတယ်ကျောက်စင်းလူတော်များကိုလည်းဖူးတရားမှာပဲဖြစ်ပါတယ်အလုံးတက်ပဲညှို့ဖို့ကောင်းတဲ့စော်ဝမ်စာဖုန်တော်ကြီးကျောင်းပဲဖြစ်ပါတယ်ဗုဒ္ဓရှင်လူတော်အဆူဆူကိုဖူးမြော်နိုင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့အာဆန်မြို့ရောင်းရင်မျိုးစီရင်စုမှာရှိတဲ့စော်ဝမ်စာဖုန်တော်ကြီးကျောင်းပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ကျောင်းတော်အပြင်ဘက်မှာတွေ့ရတယ်ကျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးပဲဖြစ်ပါတယ်ဒီလိုမျိုးကျောင်းတော်ကိုတောင်ကုန်းအမြင့်မှာတည်ထားတာပဲဖြစ်ပါတယ်ကျောင်းတော်ကတော့အလွန်အမတန်တိတ်ဆိတ်ငြိမ်သက်တဲ့တောင်ကြီးမှာတည်ထားတာပဲဖြစ်ပါတယ်ကျောင်းတွင်အဝယ်ဝါမှာလည်းဒီလိုပန်းလမျိုးစုံကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါတော့ဒီဘက်တောင်ပေါ်ဘက်တက်တဲ့အထိတ်မှတ်အုပ်ကူတွေရှိတဲ့နေရာပဲဖြစ်ပါတယ်တောင်ကြီးရဲ့နာမည်ကတော့ဂျေးဒုံဆန်လို့ခေါ်ပါတယ်ဟိုးမှမြင်ရတာတော့ကျွန်တော်အထိတ်မှတ်အုပ်ကူတွေပဲဖြစ်ပါတယ်ဒီနေရာလေးကတော့ကျွန်တော်တို့တိတ်ဆိတ်ငြိမ်သက်ပြီးတော့တာယာဖို့ကောင်းတဲ့နေရာလေးတနေရာဖြစ်လို့အချိန်ရရင်တွားရောက်ကြည့်ရှုဖို့တကယ်ကြီးနေ